ကျွန်တော်ဓမြတိုက်တယ်ရှာဝင်ထက်ဒီဘက်လာဒါကျွန်တော်အိမ်မှာရှိတာကုန်မဲတဲ့လောက်အများကြီးမလို့ပါဗျာဒီတော့လည်းဆိုစင်ပြေဟဲ့လူကျုပ်ဘိုက်ရမ်းစားတယ်ဗျမင်းအောင်ချက်တာရတာရမ်းအောင်နော်ရှယ်ပဲဒီနေ့တော့မကြောက်ရဆက်တာဟုတ်ကဲ့ရှင်ဟုတ်ကဲ့အားတော့မကြဘူးမင်းကကောင်းပါဝါငါဦးရင်းလို့ရင်လေအစားနဲ့ငါနဲ့ကွက်တီပဲအော်ဟုတ်ကဲ့ရှင်အဲ့ဒါလေကျွန်တော်မှယူလိုက်ရွေးမှာဆိုမကြီးသေးတဲ့ပါမှာနောက်ပြီးတော့စင်းကုံမပါဘူးဒီစားနဲ့ကူထားတယ်နာမည်နဲ့ပါဟုတ်ပါတယ်ဘယ်တော့ပြင်မဲ့လုံးမမရှိတာအမှန်တော့ငါမကြဘူးတက်ကြွပဲတယ်မမငါရှိပဲချက်ကျွင်းနေဟုတ်တာပေါ့တားမမေကလည်းတားတက်တဲ့ကြက်ကြော်လေးပါကြော်ကျွန်းမှာဟုတ်လားမလားဒါဆိုဦးလေးတော့ဓမြလိုက်ကျွန်တော်ကဓမြမဟုတ်ဘူးကျွန်တော်သူ့ရဲ့အဖော်သူကမှဓမြဦးလေးတော့ဓမြလောက်တာကြာပြီလားကြာသေးပါဘူးဒီနေ့မနေ့ကဟဲ့ရောကျွန်တော်တို့ကဓမြလောက်ဖို့အစီအစဉ်ရှိရမှာကောက်ခံကြီးကလည်းဓမြဖြစ်သွားတာကျွန်တော်တို့ကမကြခင်ကွာရှင်းပြဆဲကြတော့မှာဗျ။အောက်လမ်းခွဲကြမယ်။ပြီးပြီ ကောင်းတယ်ပြီးပြီခဏနေအောင်မပြီးသေးဘူးခင်ဗျားတို့အတ္တကြီးတာပဲကိုယ့်တော့ပဲကိုစဉ်းစားကြ။ကျွန်တော်ဘောမှာတခါမှအမှန်မလုပ်ဘူး။ကျွန်တော်ဖာသာကြီးကပြောဘူးလေလူစရာတသက်လုံးမှန်စရာအကြောင်းမရှိဘူး။ကလေးကိုကြည့်။ကြည့်။ခင်ဗျားတို့အဲ့တိုင်းဆက်လို့ကျွန်တော်တို့လမ်းပြရတော့ချီးလို့တယ်အများကြီးဖြစ်လာလိမ့်မယ်ဒီကလေးရောပဲ။ဟုတ်တယ်ခင်ဗျားမိသားစုတွေ့ကြသားတယ်ကျုပ်က